လာပါကေကေဂျပန်ဆိုင်နေကြိုးပါတယ်နော်ဒါလေးတွေကတော့အခုတစ်ခေါက်ပြပေးမှာတော့ဒါရှစ်ဘူးအိုးလေးတွေပါနော်ဒါလေးဆိုလို့ရှိရင်ယူကိုတစ်စိရှစ်ဘူးအိုးလေးပါအယောင်လေးကလည်းသူကလုံးဝဟိုပါပေါ့အပေတေခံတဲ့အယောင်လေးပါဒီလိုမျိုးလေးပါနော်ဒီဇိုင်းလေးကလည်းစမ်းတယ်အယောင်လေးကလည်းအပေတေခံတဲ့အယောင်လေးနဲ့လာမယ်ဒါလေးကတော့ယူကိုတစ်စိရှစ်ဘူးပေါင်းဦးလေးပါနောက်ထပ်တစ်မျိုးလည်းရှိပါသေးရဲ့နော်ဒါလေးကတော့တိုင်ယိုတစ်စိပေါ့နော်ဒါလေးလည်းဆိုင်မှာဆိုလို့ရှိရင်လူကြိုက်များတဲ့တစ်စိလေးပဲတိုင်ယိုတစ်စိရှစ်ဘူးပေါင်းဦးလေးပါသူကတော့ဒီလိုမျိုးလေးပါအထူအလေးနဲ့လာပါတယ်နော်ဒါလေးတွေကိုတစ်ချက်ပြပေးမယ်ပေါ့နော်အတွင်းထဲလေးတွေကိုဒါလေးဆိုလို့ရှိရင်သူကစတီးအဖုံးလေးနဲ့လာတယ်။ဟိုအသားဆိုလို့ရှိရင်လည်းထူထူခဲခဲလေးနဲ့အဲ့လိုမျိုးပေါ့နော်။သူ့မှာလည်းပုံမှန်တိုင်းပဲဆန်ချိန်ထွက်ရယ်၊ဇုံရယ်၊ပါဝါဂျိုးအထီရယ်ဆိုပြီးတော့မှပါပါတယ်နော်။သူ့ရဲ့ဝက်ကတော့900ဝက်ပါ။ဒါလေးဆိုလို့ရှိရင်ဝက်က900ပါ။အိုးအတွင်းသားလေးလည်းဒီလိုမျိုးထူထူလေးနဲ့လာပါတယ်။အိုးအတွင်းလေးလည်းထူတယ်ပေါ့နော်။ဒါလေးကကျတော့ယိုကို38ဘူးပေါင်းလေးပါရှင်။သူ့ရဲ့အတွင်းထဲက coin လေးဆိုလို့ရှိရင်လည်းတက်လောက်တင်းလေးနဲ့ပါပဲနော်။ coin လေးတွေရောဒီအိုးအသားဆိုလို့ရှိရင်လည်းထူထူကိုတယ်ဆိုလို့ရှိရင်လည်းထူထူလေးနဲ့ပေါ့နော်။ကိုတယ်ဆိုလို့ရှိရင်လည်းထူထူလေးနဲ့ coin လေးပိုင်းဆိုလို့ရှိရင်လည်းဒီလိုမျိုးတက်လောက်တင်းနဲ့တက်ရေးရလေးနဲ့ပေါ့နော်။ပုံစံလေးကအဲ့လိုမျိုးလေးပါ။ဒီစတီနော်ပေါ့နော်ဒီအတွင်းထဲကအိုးသားလည်းထူထူလေးနဲ့လာပါတယ်ဒီလိုမျိုးလေးပါနော်ဒါလေးကတော့ညီမအခုပြပေးနေရတော့တိုင်ယူတစ်သိန်း10ဘူးပေါင်းဦးလေးပါရှင်ဒါလေးကနံပါတ်1ပေါ့နော်ဈေးနှုန်းလေးက8000နဲ့မှ2000ပါနော်ဒါလေးက8000 2000ပါဆိုလို့ရှိရင်တိုင်ယူတစ်သိန်းလေးပေါ့နော်ဒါလေးကကျတော့တိုင်ယူတစ်သိန်း10ဘူးပေါင်းဦးလေးပါရှင်ဒါလေးကလည်းသူ့ရဲ့အဖုံးလေးနော်စတီးအဖုံးဆိုလို့ရှိရင်လည်းလေးပါနော်သူ့လေးပါဒါလို့ရှိရင်သူလည်းပုံမှန်တိုင်းပဲဆန်ချိန်ခွဲရယ်ဆိုရင်ပါဝါဂျိုးအထူရယ်အဲ့လိုမျိုးပါပါတယ်ဒါသူ့ရဲ့အတွင်းထဲကအိုးအသားပါနော်သူလည်းအိုးအသားထူပါတယ်ဒီလိုလေးပါရှင်ဒါလေးက10ဘူးပေါင်းလေးပါတိုင်ယူတစ်စိတ်လေးပါနော်သူ့ရဲ့အတွင်းထဲကကိုထဲဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးပါအတွင်းဒီနားလေးကိုထဲဆိုလို့ရှိရင်လည်းတောင်းတောင်းတင်းတင်းနဲ့ပေါ့နော်အတွင်းထဲကခွိုင်နေဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးပါရှင်ဒါလေးအနီးကပ်ပြပေးထားပါတယ်နော်သူလဲဝက်ကတော့900ဝက်ပါပဲဈေးနှုန်းလေးကလည်းအတူတူပါပဲเนาะဈေးနှုန်းလေးကလည်း8000နဲ့မှ2000ပါဒါလေးတွေက10ဘူးပေါင်းဦးလေးပါရှင်ဒီစိမ့်ကတော့ညီမတို့ရှိမှ2မျိုးရှိပါတယ်เนาะတိုင်ယူတစ်စိမ့်ရှိမယ်ယူကိုတစ်စိမ့်ရှိမယ်တိုက်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်8996 95လေးလာမှာလို့ရပါတယ်မြို့နယ်အစုံကိုအယောင်ငွေချင်းနဲ့ပို့ပေးပါတယ်ပစ္စည်းရဲ့ပုံမျိုးပြီးတော့ဆရာလေး9000တော့ကြိုကောက်ပါတယ်ရှင်ဆိုင်မာလာကြီးချင်တဲ့ကစတမိုင်းဆိုလို့ရှိရင်လည်းဘုံမျိုးဥဒ္ဒါမျိုးသေးအနော်ရထားလမ်း9ရက်ကွယ်ကေကေဂျပန်ဆိုင်မှာလည်းလာပြီးအားပေးလို့ရပါတယ်နော်အားပေးလူတိုင်းကျေးဇူးတင်ပါတယ်